မောင်လေးရေငင်းခွာရဲ့စားပေးရတယ်ငင်းခါရဲ့စားပေးရင်ဖင်ရတာပျောက်တယ်လို့ပြောကြတယ်မင်းဆက်မှာတော့စားကုန်ကြပြီဖင်ရတာလည်းပျောက်ကုန်ပြီလားအဲ့ညလိုရမှာလားဒီမြတ်စားလိုက်ပြန်မယ်အခုကနေရာသေးတယ်မရောက်သေးဘူးနော်ဟိုဟာစောင်းရသေးပဲရှိသေးတယ်စောင်းရတော့ဝင်ခံစားပဲရှိသေးအဲ့ဒါနေခင်ပြဆိုအရန်ပူတယ်ပန်ကားလည်းမရှိပန်ကားလည်းမဝင်နိုင်သေးဘူးဆိုတော့စားကြည့်မယ်နော်စားကြပါဦးနော်အားလုံးဖိတ်ခေါ်ပါရရှင်ဩရှင်ချစ်စရာကိုကလည်းကိုကဒီယောက်ျားလေးပုံစံနဲ့အဲ့လိုမျိုးဗီဒီယိုလေးတွေရိုက်တဲ့ဟာဒါဘလော့လေးရိုက်တဲ့စင်တွေ့ဘယ်လိုလဲတိတ် move မပါဘူး free လည်းတိတ်မလာဘူးတိလားကိုကမင်းကလေးလိုပြင်ဆင်ပြီးဝတ်တဲ့အခါကျမှကိုကမင်းကလေးတရားဖြစ်သွားမင်းကလေးတရားရဲ့စိတ်ဖြစ်သွားအဲ့ဒီနေ့မိတ်ဆက်ပေးမယ့်ဟင်းလေးတွေအကြတော့ဒါလေးကတော့ဟင်းနုနွယ်ပေါ့နော်ဟင်းနုနွယ်အရေးတောက်လေးပါဒါလေးအကြတော့မုံလာဥပေါ့နော်မုံလာဥချက်ပေါ့နော်အမီးလေးနဲ့ချက်ထားတယ်ငနေတူ6လေးနဲ့ဒါလေးအကြတော့စက်သားပေါ့နော်စက်သား6ကိုမီးကင်ပြီးတော့ပေါ့နော်ချက်ထားတာပေါ့နော်အာဘူးရှာဘူးဖြစ်သွားအောင်တိုးစရာလေးတွေပါဒီတိုးစရာကြတော့ထီကယုံပင်ပေါ့နော်အရန်တိုးစားလို့ကောင်းတယ်ဒါကြမြင်းခွာတော့မပါမဖြစ်မြစီရကောင်းတယ်ဖုံးအရန်ကြည့်တယ်ဆိုတော့မြင်းခွာအများတန်းစားပေးရနော်စားလိုက်ပါမယ်နော်ဒီနေ့အင်ချီမတော်ဘာလို့လဲဆိုတော့အရန်ပူတယ်မင်းကလေးလို့ပို့ရင်ရန်ပူတယ်မင်းကလေးလို့လည်းမနိုင်တော့အင်ချီလည်းမနိုင်တော့အဲ့လိုမျိုးပေဦးမနဲ့တူဒီမဲ့တူစားဖို့အတွက်ယောက်ျားတယောက်တော့လိုနေညနာပါပြစ်တာလည်းမတူဘူးညလုံးတွေအရန်ဖောင်းနေဒီလိုမိခင်ပြီးတော့စားတာပဲကြိုက်တယ်အရင်တော့အထီးကျွန်းကိုစားစရာလည်းမထင်ခဲ့ဘူးဘာလို့စားနေကြရဲပေါ့နော်ပူရပါမောင်လေးရေငင်းခွာရဲ့စားပေးရတယ်ငင်းခါရဲ့စားပေးရင်ဖင်ရတာပျောက်တယ်လို့ပြောကြတယ်မလေးရှားမှာတော့စားကုန်ကြပြီဖင်ရတာလည်းပျောက်ကုန်ပြီလားမသိဘူး